အခုဆိုရှင်မကွေးတိုင်းသားတရောင်းစားစကိုင်းတိုင်းသားတရောင်းစားပကိုးတိုင်းသားလုံငန်းဝါဆိုတော့တော်လင်းသမားတွေကိုအချင်းချင်းပြန်ခေါ်ကြတယ်အဲ့လိုကြီးချက်မှုကျွန်တော်ကခုမလေးမှနေတာခင်ဗျတော့ပြောတောင်ပြောညံမပြောနဲ့တကားဆိုဥရောက်ပရောက်ကြီးညံပြောလို့တင်းတဲ့တကားမဟုတ်ဘူးဗျခင်ဗျတကားတွေညံဥရောက်ပရောက်ပြောညံပြောတာပဲနော်ဒီမှာမော်ရီတာတွေကိုစနေမောင်ဖြုတ်မချနဲ့ဒီမှာစနေမောင်တဲ့တူမှရန်ဆိုတဲ့အကောက်ပါရင်အမေရိကန်နိုင်ငံတွေကခေါ်တော့ကျွန်လေးရောက်လာပြီခုနကကျွန်တော်ချတယ်နော်ခေါ်ရဆွကြပါကျွန်တော်ချလိုက်တာကျွန်တော်ညီကိုနင်းဒီလိုချပါလေကိုလည်းပြောချင်အောင်ဘာမှပြောစရာလည်းမရှိပါဘူးဘာမှပြောစရာလည်းမရှိပါဟိုအမေရိကန်နိုင်ငံထဲမှာနေတော့တော်လေတွေကိုဒီကောင်တွေမှာပါပဲနဲ့တော်လင်းသမားချင်းချင်းကိုလိုက်ဆဲတဲ့သူတွေအဲ့လိုကောင်တွေအမေရိကန်နိုင်ငံထဲမှာကြောက်ပြီးပုံကုန်ပြီဗျအမေရိကန်ရောက်တဲ့ဆိုတွေကဒီလိုဗမာပြည်မှာဆောက်ဆွမ်းစားမရှိလို့ရောက်သွားတဲ့ကောင်တွေဘာဆောက်စစ်မှလဲကွာအမင်းကလည်းငါလွမ်းကိုမလွမ်းတာဒါကျွန်တော်တိုက်တာလားတိုက်တယ်ဆိုလို့ရှိရင်လည်းမဟုတ်ပေါ်တင်းတက်တိုက်ချလိုက်ဗျာဒါမှမဟုတ်ကတ်ထိုးလေးနဲ့အတီးရအနာရှိတဲ့လူဆက်လိုက်မယ်ကွာအနာရှိတဲ့လူဆက်လိုက်မယ်အမေရိကန်ရောက်သွားတဲ့ကောင်တွေကဘုဗမာပြည်မှာဆောက်ဖြစ်မရှိလို့သွားတဲ့ကောင်တွေဖြစ်တဲ့အတွက်အမေရိကန်မှာလည်းဘာဆောက်ဖြစ်မှဖြစ်လာမှာမဟုတ်ဘူးငါအဲ့ဒါပြောရတယ်ကွာအေးဗျာကျွန်တော်တော့ရှက်ပြီးတော့လဲတည်ရတော့အဲ့ဒါအနာရှိတဲ့ကောင်ဆက်လိုက်မယ်ကိုယ်နိုင်ငံမှာတော့မြန်မာနိုင်ငံပြည်အောက်ထားရင်မဖြတ်ဘူးဗျာမြန်မာနိုင်ငံပြည်လေးမှာတော့ဆောက်ဖြစ်မရှိတဲ့ကောင်တွေကွာမြန်မာနိုင်ငံပြည်လေးမှာတော့ဆောက်ဖြစ်မရှိတဲ့ကောင်ကအမေရိကန်ရောက်တော့ဘာဆောက်ဖြစ်ရှိမှာမလို့ကွာမင်းကလည်းဘယ်သူမှဆောက်တယ်မကြည့်ဘူးကွာလီးပဲဟဲ့ဇာနာဆိုတဲ့ကောင်ခေါ်စားကောင်မင်းဘာလုပ်နေလဲလို့မင်းတို့အမေရိကန်မှာဘာလုပ်နေလဲလို့ဘာဆောက်ဆွမ်းသားရှိတယ်လဲလို့မေးလဲမင်းလောအားတဲ့တမိုးတဲ့မင်းတို့ဘာပြီးတော့မှအုံနောက်ရဲ့ညံရင်နဲ့မင်းတို့ပတ်စံရဘူးသလားလို့မင်းတို့ညံရင်ညံကျွေးနဲ့ငွေဝင်ဘူးသလားလို့မန်ပါဝါနဲ့လောအားလုပ်ပြီးတော့မှငွေဝင်ရတဲ့ဆော့စစ်နဲ့မရှင်နဲ့ပြောလိုက်ကွာအခုကားမောင်းနေပြီသူတို့ကားမောင်းတဲ့အဖွဲရဖြစ်သွားပြီသူကောင်နဲ့ဒိုးတက်ရှိတယ်ပဲလုံနေတယ်ဟိုဖုတယ်လေးပဲလုံနေပြီတယ်လေးပဲလုံထားတယ်အဲ့ဆော့စစ်နေမြငါလီးမပဲလီးအမေရိကန်လာပြီးတော့ပြောသေးတယ်ကိုယ့်မြန်မာနိုင်ငံတိတိလေးမှတော့ဆော့ဖြစ်မရှိပါဘူးဆိုတဲ့ကောင်တွေကအမေရိကန်မှာလီးလို့ဆော့ဖြစ်ရှိမှာလားဆော့ဆာမတတ်တဲ့ကောင်တွေပဲနားလဲမဟုတ်အထင်ကြီးမှာပေါ့ခေါ်စားအဲ့ဇာနာဆိုတော့ဟိုသူကဟိုနေသူတို့မှာသူတို့ရဲ့ကားတွေကြတော့ဒီလိုရှိတယ်ကျောင်းကြီးကဒီခီးတဲ့တင်လို့မရဘူးခီးတဲ့တင်လို့ရှိရင်ကားနဲ့ကောင်းမှလည်းရတယ်ပြီးတော့သူကခီးတဲ့အမ်ဘတ်ကျုံးရတာသူတို့အမ်ဘတ်လည်းကျုံးတယ်ဗျအမေရိကန်မှာရှိအမ်ဘတ်ကျုံးရတယ်ချီကမောင်းတာပဲအဲ့ဒါဆိုချီကမောင်းတာပြောတာပေါ့ချီကပေါ့ချီထက်သေးထွက်ပြီးတော့မှဒီမူးရဲ့ကောင်တွေကိုသူကမောင်းတာအဲ့လိုအေးဗျအမေရိကန်သမီးဆိုတဲ့ဘုဘကိုစနေမှာရှိတော့ဗျအဲ့လိုတော်လဲမရလို့ရှိတယ်နော်အမေရိကန်တော်လဲသမားတော်တော်များများကဒီ Uber တို့ Lyft တို့ Grab တို့အဲ့ဒါတွေမောင်းရတယ်ဗျဒိုးတက်ရှိတယ် Grab ပဲရမှာအေးအဲ့ဒါကျွန်တော်ပြောတော့မထွက်ပါဘူးလောက်ပါဘာတွေဆွေးနွေးကြလဲကျွန်တော်လည်းဘာမှဘာတွေနားမထောင်ပြတော့ဘာတွေပြောမှလည်းမသိဘူးဆရာကြီးပါဆိုတဲ့ကောင်တွေကိုတင်ပေးသမှာအမေရိကန်မှာဆရာကြီးပါဆိုတဲ့ကောင်တွေကလားဖြစ်ဖြစ်ဗမာဖြစ်ဖြစ်တရုတ်ဖြစ်ဖြစ်တင်ပေးသကွာမြန်မာပြည်သားအမေရိကန်မှာရောက်နေတဲ့ဆရာကြီးဆိုတဲ့ကောင်တွေခေါ်လာတယ်ကွာငါလင်းကဖေနေတက်စီလိုးပေးစမ်းတာအဲ့လိုကြီးမလုပ်ပါနဲ့အဲ့ဒါကြီးမလုပ်ပါနဲ့ကျွန်တော်ကြည့်ရမှာမဟုတ်ဘူးငါလီးပါပဲလို့ဆော့ကလားဖြစ်ဖြစ်ဘာဖြစ်ဖြစ်လီးပဲလာခေါ်လာခဲ့မင်းအမေရိကန်ရောက်တဲ့မြန်မာနိုင်ငံသားဆိုခေါ်လာခဲ့လေငါလီးမှာဖေနေတက်စီချပလက်စမ်းဆော့ဖြစ်မရှိလို့မြန်မာနိုင်ငံတိတိလေးမှတော့ဆော့ဖြစ်မရှိလို့ခိုးပြေးရတဲ့ကောင်တွေကကိုမေကိုပြန်လို့မဲ့ကောင်အမေရိကန်မှာဆရာကြီးဖြစ်နေတယ်။ဒီကဘာလဲဆိုတော့အဲ့ကယူရိုဖျူဂျီတွေသွားတဲ့ကောင်နိုင်ငံကြီးတွေသွားတဲ့ကောင်တွေလည်းစောက်နိုင်ငံကြီးတစ်လုံးမှနားမလဲတဲ့အမေရိကန်ရောက်တယ်။ဒီတော့လိုင်းကြီးလည်းပေါ်ပဲလို့ပြောလိုက်။အေးဖြည်းဖြည်းပြောနိုင်ငံကြီးတွေသွားတဲ့လူတွေနားမလဲတဲ့ကောင်တွေပဲရှိတယ်။ရဖျူဂျီနဲ့ဘာဂျိုးဖြူနဲ့သွားတယ်။စောက်နေတယ်လို့ပြောလိုက်။အေးပါမမောကြီးနဲ့လာဆောက်လိုက်လို့ဘာဂျိုးဖြူနဲ့သွားတဲ့ကောင်တွေမသိရင်ပဲ refugee နဲ့ဆိုဂျိုးဖြူနဲ့သွားတဲ့လူလို့ဂျိုးပဲထုံးထုံးတယ်လို့ပါ refugee နိုင်ငံရင်းနဲ့သွားတယ်နိုင်ငံရင်းဆောက်တလုံးမှနားမလဲဘူးနိုင်ငံရင်းသိကျင်လို့ချင်းစနေမမွဲလီကိုနေတင်လာဆောက်လို့ပြောလိုက်အဲ့အမေရိကန်ရောအဲ့ပေါ်တိုင်းသမားဆိုတဲ့ကောင်တွေလည်းခေါ်လာခဲ့ကိုမေကိုပြန်လိုးလိုက်လို့ပြောလိုက်ငါလိုးမှသားတွေခေါ်နေရောမတူစကားလုံးလေးတွေနည်းနည်းပြင်ပါဗျာသူတို့လည်းလာကြအောင်ကလားတစ်ဆိုင်မှာခေါ်လာခဲ့ဘယ်ကလားဆောက်ခုဆက်ရမှာတော့ဟဲ့ကလားလူကြီးထဲမှာစနေမမပါဘူးကလားခက်တဲ့လုပ်ထဲမှာငါမပါဘူးခေါ်တော့တဲ့တိုင်းနဲ့ဒီမှာမိုက်မမမတို့ဗမောမမောတို့မမမတို့မြန်မာတိုက်တွေကလကြိုကလကြမ်းမှာအမှစောင့်နေကြရတာတွေ
ညင်မကောင်းဘူး ဟာမိုးမမနဲ့ဟိုကမဲဟိုနေအမကြီးမခင်ဖို့ရဲ့မောင်လေးတွေကရန်ဖြစ်နေတယ်နော်အရဟံတို့နာပဲဆရာဆန်နဲ့မိုးမမနဲ့မိုးမမမတာအဲ့မှာမိုးမမအဲ့မှာ နေချက်ပါချာချက်ပါတာမဟုတ်ဘူးတုတ်ချတာ ငမဲတို့ဗန်ဘိုးမောင်မောင်တို့ငမဲတို့မိုးမမတို့အဲ့မှာကလေးကျိုကလေးချမ်းမရှောင်းနေတဲ့မြန်မာအုပ်စုကိုကြည့်လိုက်ဘလို့မဆက်ဖြစ်မရှိတဲ့ငါလီးမနာမယ်တလုံးမထွက်တဲ့ကောင်နေငါလီးဆက်ဖြစ်မရှိတဲ့ကောင်နေ ဒီမမောကတော့အပြော မင်္ဂလာကြမှာရောက်နေတဲ့မြန်မာတက်ကောင်ငါပြမယ်ငါခဏလေးနားတော့ခဏလေးငါပြမယ် ပုံထောင်မှာကွာသူကချမ်းမဲ့သူများတွေလမ်းခဲပေးနေပြီဒါပေမဲ့နားထောင်ချမ်းမဲ့ငါကြီးအညာသားလေးလမ်း အဲ့မှာကြည့်လိုက်ကလာကြမှာရောက်နေတဲ့မြန်မာအောက်တန်းသားမနဲ့မြန်မာအောက်တန်းသားတွေကိုကြည့်ကြည့်လိုက်အပေါ်မှာပထမဆုံးကနေကြည့်ဦးနေကြည့်ရဲ့ဘေးမှာဥမန်ဆိုတဲ့ကောင် ဒါတကခေါ်တော့ကျွန်တော် ဒီနာမှာချက်ဝိုင်းဆိုတဲ့ကိုမီကိုလိုကလေးစုံ ဒီကောင်မော်ရီတရားရလား ဒါလည်းကလာပဲဟဲ့ကောင်ကြီးငွေဆိုတဲ့ကောင်လည်းအဲ့ဒါမြန်မာအောက်တန်းသားကလာစည်းစုပ်ကောင်ပဲဘာဆော့ဆွေးမှမရှိတဲ့ကောင်မင်္ဂလာကြမှာရောက်နေတဲ့ကောင်ကြည့်ကြည့်အဲ့ဒီမြန်မာအောက်တန်းသားတွေအဲ့မှာဗိုလ်တေသားဘာဆော့ဆွေးကြည့်လိုက် စကန်ဘူးဆိုလည်းခေါ်တော့ပဲနော်စကန်ဘူးလည်းခေါ်တော့ပဲ မင်းကလည်းကလာကြမှာရောက်နေတဲ့မြန်မာတွေကဘလို့အောက်တန်းသားလဲဆိုလို့ရှိရင်မင်းကလည်းငါတနေ့ကျရင်မင်းတို့ငါတင်ပေးဦးမယ်ငါရှင်းပြရဒီလူလောက်နဲ့မလုံလောက်ဘူးငါပြောရရတယ်အများကြီးရှိသေးတယ်ငါအေးစိမုံသေးလို့မပြောသေးတာအခုဒီထဲမှာကြည့်လိုက်ကလာကြိုကလာကြမှာရောက်နေတဲ့မြန်မာအောက်တန်းသားတွေကြည့်ကြည့်လိုက်ဘယ်သူ subject ရှိတယ်လဲလို့မင်းတို့ line ပေါ်မှာအောင်မြင်ခဲ့တဲ့အရာဘယ်သူရှိခဲ့တယ်လဲမင်းကြည့်ကြည့်လိုက်မင်းကြည့်လိုက် ဟောထောက်ဖို့ကိစ္စတွေဆက်မပေးနိုင်ဘူးထောက်ဖို့တွေပြတ်တာတက်ဒီကောင်ခေါ်တော့ထိုးကြည့်တာလေဒီကောင်ကြီး အဲ့မှာနေကြီးဦးကနေစကြည့်လိုက်ကွာအဲ့မှာကလာကြိုကလာကြမှာရောက်နေတဲ့မှာချစ်ဝိုင်းတို့လီးစုပ်နေရတဲ့မှာကလာကြိုကလာကြမှာရောက်နေတဲ့မြန်မာအောက်တန်းသားတွေကလာလီးစုပ်နေရတဲ့ဟာတွေတော်လည်းရည်တွေလည်း subject ဖြစ်အောင်လည်းစကားမပြောတတ်ဘူး subject ဖြစ်အောင်လည်းအလှမခံနိုင်ဘူးဘလို့လိန်စားမလဲပဲလုပ်နေတာတဲ့ဟာတွေမင်းတို့ငါအားရမအားသေးလို့အားလို့ရှိရင်မင်းတို့တော်လည်းရည်လောကဟာတွေငါထုတ်ပြပါအောင်မယ်ကြည့်လိုက်အဲ့မှာအဲ့ချက်မှာလူကိုရောက်ကြည့်လိုက်မင်းအရေးရအဖက်ရတဲ့ကောင်ပါသလားလို့ကြည့်လိုက်ကဲကြည့်လိုက်အဲ့မှာငါပြထားတဲ့9ယောက်လုံးကြည့်လိုက် ကျွန်တော်ကြောင်းကြီးကရောဆိုတာကတက်မတော်ထောက်ခံပြီးတော့တော်လင်းသမားကိုဆဲတဲ့သူနဲ့တူတယ်သူကတော့ပုံနေကတော့သူလားမသိဘူး ဒီအဲ့တော့မဒီအဲ့မှာဗိုလ်တေသားတို့ဘာလို့ကြည့်လိုက်ကွာအဲ့မှာကလကြိုကလချားမှနေကြတဲ့မြန်မာအောက်တန်းသားတွေအဲ့ဒါအခုတရားပြတဲ့တွေအဲ့ဒါကလကြိုကလချားဟာတွေပဲမင်းတို့တက်တော့လောကရဲ့သမိုင်းကိုကြည့်လိုက်ကွာ Facebook လောကရဲ့သမိုင်းကိုကြည့်လိုက်ကွာအဲ့ဒီလူရဲ့တယောက်ချင်းရဲ့သမိုင်းကြောင့်ကြည့်လိုက်ချင်ဝိုင်းဆိုတဲ့ကောင်ဘာသောဆေးရှိလို့တော့ဟမ် ဟိုမှာချဝိုင်းကမနေ့ကဖုန်းကြီးကိုပြောနေတာဖုန်းကြီးကဆရာတော်သူကမိတ်မယ်ဆရာတော်သူကမိတ်မယ်ဆရာတော်ဖြည့်ထမ်းဆိုဟာနေချူးကြိုက်တယ်မှာဗျဆရာတော်မိတ်ဦးမယ်ဆိုတမင်တကာကိုပြောတာဗျတမင်ကိုရေချက်ရှိနေ အဲ့မှာလူပေါင်း90ကျော်ကြည့်သွားလိုက်အဲ့မှာလူအဲ့ဒီထဲမှာငါပြထားတဲ့9ယောက်ထဲမှာတော်လန်ရေးအတွက်နိုင်ငံရေးအတွက်ဖြည်းဖြည်းမမောက်ရှိပါတယ်ဆိုတဲ့လူတယောက်ချပြနေရင်မင်းငါပါလာရိုက်လိုက်ကွာအဲ့9ယောက်ထဲမှာ မရိုက်ပါဘူးဗျမရိုက်ပါဘူးရက်ဆက်ကြည့်ဗျအဲ့လောက်ကြီးတယ်ဘာလို့ပါ့ဟောမဟုတ် ပြောပြတာပါငါလီး မင်္ဂလာပါဗျာမင်္ဂလာပါကိုဝင်းတို့မြန်မာမနေ့တော့မနေ့ယူလိုက်ထဲမှာကျွန်တော်နဲ့စကားပြောမယ်မင်းဆရာခေါ်ကွာမင်းရဲ့ဆရာခေါ်ကွာဆိုဆရာတော်လည်းရောက်လာတော့ဒီကောင်ကကျွန်တော်ချက်ချင်းဖြုတ်ချတော့မင်းတက်ခဲ့ကွာဆိုစိန်ခေါ်တယ်ဗျာခေါ်တော့ကျွန်တွေကပြီးလဲပြီးတော့ဖုန်းကြီးကိုဆရာတော်တပည့်တော်မိတ်အောင်မယ်ဆရာတော်ကျွန်တော်မိတ်အောင်မယ်တမင်ကောင်ရွေချက်ရှိပြောတာဗျာကောင်ကခေါ်တော့ကလေးကျိုကလေးကြားမှာရောက်နေကြတယ်အဲ့ဒါမြန်မာတက်ကိုကြည့်လိုက်ဘလို့ဆောက်ဆင်လဲဆိုတာကြည့်လိုက်ဟုတ်ကလားလဲဒေါ်လာရင်းတွေမပါလို့ဟန်ပြလို့ချင်တယ်ဒီဟာတွေကလည်းဒေါ်လာရင်းကိုဟန်ပြလို့ချင်တယ်လိန်စားချင်တယ်ဖားစားမယ်ဟိုကောင်တွေကလည်းဟိုကလားလည်းဖွင့်ကြောင်းရရင်ပြီးရောသူတို့မဲတွေရောင်းမယ်ဒါတွေနဲ့လုံနေကြတဲ့စောက်တက်ကြီးကွာငါလီမပြောငါမပြောချင်လို့မပြောတာကိုဒေါ်လာရင်းတက်ခါကြလို့ မှန်တယ်ဗျအခုစနေကဒါတွေ အဲ့ကလားတွေကလည်းအောင်နေတာမဟုတ်ဘူးကလားတွေကလည်းဟိုမှာသားဖောက်အောင်မဘလို့သားဖောက်အောင်မလဲဟိုကောင်မတွေကလည်းဘလို့ကုန်းအောင်မလဲနှလုံးကြီးဘလို့ရှုံးရင်ဘလို့ရှင်းရမလဲနေသွားနေကြတဲ့စောက်အောက်တန်းသားတွေ ဟိုအဲ့ဒါတော့မပြောပါနဲ့ဗျအဲ့ဒါတော့မပြောပါနဲ့ခေါ်တော့ကျွန်နေတဲ့မှာနေဒီမှာရှိတဲ့အမေရိကန်မှာ19နှစ်လား24နှစ်နေတယ်ဆိုတော့လေပြည်တို့ပါပါသေးတယ်ဒီကောင်တွေကရင်းနေတဲ့ကောင်မလေးပတ်စံပေးတာတော့ထိုင်းနိုင်ငံနေတော့လေတဆင့်ကန်နဲ့ပြီးတော့ဒီကောင်အခုပြန်လာရှာတာတော့ဘုံကအရင်တော့ဘာလဲမကွေးကမက်ကာတို့ဘာတို့ကိုမှခေါ်တော့ကိုယ်တိုင်ကပြန်တိုက်ခိုက်နေပြီပုဂ္ဂိုလ်ကြီးတိုက်ခိုက်တာပတ်တိုက်ခိုက်တယ်တော့ခေါ်တော့တွေမလွယ်ဘူးပေါ့ကြည့်ပါငါပြောတဲ့ထဲကမင်းကွာငါတို့တော်လိုင်းရေးဘက်ကလူတွေဆိုတဲ့လူတွေကြည့်စမ်းပါအဲ့လူ9ယောက်တော်လိုင်းရေးဘက်တော့သား9ယောက်ဆိုတဲ့ဟာကိုကြည့်လိုက်ဘက်ကောင် subject ရှိတဲ့ဟာရှိတယ်လေလို့အဲ့မှာနေကြီးဦးကနေစရေးလိုက်ကွာမင်းတို့ထိတ်ဆုံးကနေပြီးတော့တော်လိုင်းရေးဘက်ကလူတွေပြောတာတော်လိုင်းရေးဘက်ကလူတွေကြည့်တာပြောတာမင်းတို့ကလေးကြိုကလေးကြားမှာရောက်နေတဲ့မြန်မာအောက်တန်းသားဟာဘလို့အောက်တန်းသားတွေလဲဆိုတာမင်းတို့မြင်အောင်ကြည့်
မင်းတို့တော်လိုင်းရေးလောကမှာဘာလို့ဖြစ်ဖြစ်မြောက်ရှိခဲ့တယ်လဲအလှခံတဲ့နေရာဖြစ်ခဲ့သလားနိုင်ငံရေးပြောတာဖြစ်ခဲ့သလားဝါရမိုင်းတက်ဖြစ်တဲ့နေရာမှာရှိခဲ့သလားဘာတွေလုံနိုင်ခဲ့တဲ့အရေးချင်းတစ်ခုစီရှိခဲ့တယ်လဲအဲ့ဒီ9ယောက်လုံးကိုမင်းတို့ချပြတာမင်းတို့တော်လိုင်းရေးဘက်ကကောနေအဲ့ကြီးငွေတို့ဘာလို့ပြောစမ်းမကမင်းအဲ့9ယောက်လုံးပေါ့လို့ငါတယောက်တည်းရှင်းနိုင်လားလို့ငါလုံးမသားတွေသိမြင်နေ ကျော်ပေါ်ထွန်း30ကန်ကျော်နော်30ကန်ဘောမနော် စင်ခံရင်ပြောတာနော်စင်ခေါ်ရင်ပြောတာနော်စနေမမောတော့ကိုကြီးချင်းကိုယုံတဲ့အတွက်မင်းတို့9ယောက်လုံးကိုစင်ခေါ်တာနော်1 by 9တယောက်9ယောက်ရှင်ရဲတယ်လို့ပြောတာ မိုးမမတော့ဟိုတည်းကဆရာဆန်ဆိုတဲ့ခေါ်တော်လေးကဆဲတာနော်အရဟံလုံးနံပါတ်ပေးတဲ့ခေါ်တော်ကဆဲတာ ဘယ်နှလုံးကြီးရှုံးနေတာနှလုံးကြီးရှုံးနေတာသူတို့ကလည်းအဲ့မှာမရသမျှဘယ်ကလားဖြစ်ဖြစ်ကုန်းသွားမယ်ဟာတွေမင်းတို့လိန်စားလို့မရတဲ့အတိုင်းမှာကလားကြမှာသွားကုန်းမဲ့ဟာတွေမင်းတို့အမလေးထိကတန်ရရတဲ့ရဲဘော်တွေ300ကမ်ပိန်းလုပ်မလို့တဲ့နေကြီးဦးနဲ့မမမနဲ့300ကမ်ပိန်းမလုပ်တဲ့ဘာလို့လဲဟိုဒီလိုမျိုးယောဂတွေဟိုလို ကိုကျော်စိုးကိုဖမ်းဖို့အတွက်ကိုပတ်စံသိန်းရာနဲ့ချီပေးမယ်ဆိုရဲကောင်းတယ်အဲ့ပတ်စံတွေကိုတော်လိုင်းသမားတွေကိုလှူသလားကလေးတွေအတွက်ကိုစေးဖို့လှူသလားလို့ကျွန်တော်အဲ့ဒီမေးခွန်းလေးမေးနေတာဗျာနော်အဲ့လူတွေကိုကဲကိုကျော်စိုးကိုဖမ်းပေးဖို့ပတ်စံပေးမယ်ဆိုတဲ့သူတွေငါအမေစုတရားတယောက်နေတယ်ပြောပြီကွာ ယူဆိုတဲ့အမားကိုပြောပြလိုက်ခဏလေးယူဆိုတဲ့အမားကိုပြောပြလိုက်မယ်ကျွန်တော်ပြတဲ့9ယောက်ထဲကအကြီးချင်းရှင်နေတဲ့လူရှိရင်စနေမမောင်စင်ခေါ်တယ်ပြောလိုက်ယူဆိုတဲ့အမားစနေမမောင်အပူပြောတဲ့တင်လို့ရှိရင်အဲ့ဒီ9ယောက်ကိုစင်ခေါ်လိုက်တယ်ကျွန်တော်ကမင်းတို့ဒေါ်လာရေးလောက်ပါတယ်ဆိုတော့အဲ့ဒီ9ယောက်ကိုကျွန်တော်စနေမမောင်တယောက်တည်းစင်ခေါ်တယ်ပြောလိုက်ယူဒေါ်လာရေးခွေးတောင်သားတွေအောက်တန်းသားတွေပေါ်လို့ဒေါ်လာရေးအဲ့လိုကြံ့ကြာရတာလိုင်းပေါ်မှာအဲ့လိုကလကြိုကလကြားအောက်တန်းသားတွေပေါ်လို့ကျွန်တော်တို့ဒေါ်လာရေးနှောင်းနေရတာယူအဲ့ဒီဖာတယ်မဖာအဲ့ဒီ9ယောက်ကိုစင်ခေါ်တယ်လို့ကျွန်တော်ပြောနေတာနင်ကိုယ်တိုင်သွားမေးလိုက်အဲ့ဒီတယောက်ချင်းကဘယ်ကောက်ငါ့ကိုရှင်းနေတယ်လဲလို့မေးလိုက်ကွာသွားယူသွားမေးလားနေအဲ့ဒီ9ယောက်လုံးရဲ့ဘဲကိုတည်းပြီးသွားမေးလားစနေမမောင်ခင်ဗျားတို့9ယောက်ကိုစင်ခေါ်နေတယ်လို့ခင်ဗျားတို့မတုံ့ပြန်နိုင်ဘူးလားလို့မေးသွားမေးလားရှင်ရဲသလားလို့မိုးမမောက်သွားမေးလိုက်မိုးမမောက်အမေရိကန်မှာနေတာတော့ဆီယာမာကြီးတွေစနေမမောင်မြန်မာပြည်ရဲ့ကောင်ကိုရှင်ရဲသလားလို့မိုးမမောက်သွားပြောကြည့်လိုက်ပါလားဟမ်ယူဆိုတဲ့အမတော်လိုင်းရေးလောက်ပါတယ်ဆိုတော့အဲ့ဒီ9ယောက်ကိုစနေမမောင်ကိုရှင်ရဲသလားလို့မေးကြည့်လိုက်သွားခေါ်လိုက်စနေမမောင်စင်ခေါ်နေတယ်လို့ယူမမောင်ကိုရှင်ရဲသလားလို့မေးကြည့်လိုက်ပြောပါနဲ့ဘာလို့လဲမင်းထိုင်ပြီးအော်နေမှာမင်းအဲ့မှာ နေတာနေကိုခေါ်တော်လေးတာနေကိုမင်းကိုခွေးသားကြွေးထားတဲ့ကလားနဲ့တာပြောခဏနေကိုမင်းတော့ ကိုမေကိုလိုရဲ့ငါတော့မှမင်းကိုတင်ပေးလိုက်တာမင်းကိုလီးနေထိုးပြီးတော့ငါတင်ပေးလိုက်တာကိုမေကိုလိုလီးနေထိုးပြီးတော့ပြန်အဲ့မှာကွာလူ9ယောက်ပြထားတယ်ကွာလူ9ယောက်ပြလို့ကွာငါလီတယောက်ထင်းနေစင်ခေါ်ပြီးတော့မင်းတို့ရှင်းလန်းအောင်လို့ပြောတာကိုငါလိုမကိုမေကိုလိုတက်တိုက်တယ်လီးကိုတော်လိုင်းရေးလောက်ထားလားလို့ကလကြိုကလကြားမှာ ဘမ်းမောပြောင်းရင်းငမန်လို့ခွဲတယ်တစည်းပဲမပြောနဲ့ တော်လိုင်းရေးလောက်တယ်ဆိုတော့စာတလုံးမတက်ဖဲနဲ့လုံနေတဲ့ငါလီငမန်တို့ဘန်ဘောမောင်မောင်တို့လူရည်သွားထဲတယ်ငါလီးမှာပါမင်းကလည်းဘန်ဘောမောင်မောင်ပါစောက်ဆင်းရှိလွယ်အဲ့ငမန်ဆိုတဲ့ကောင်ပါစောက်ဆင်းရှိလေအဲ့အောင်တင်အောင်လို့ခေါ်လာရဲ့ ကျွန်တော်အခုဒီတကောက်ဝင်လို့မရတော့ ခေါ်လာရဲ့အဲ့နေအောင်လို့ဆို ကလားပြောတာပေါ့ကွာလို့ကျွန်တော်ရေးလို့ကျွန်တော်ဝင်လို့မရတော့ ကိုမင်းကိုလုံးကောင်နေငါလီကိုတော်လာရတာလားလို့မင်းကမေးလိုက်အဲ့ဘာမှမမောင်းဖေးရှင်ကြီးခံလိုက် 10ယောက်စလုံးတပ်လိုက်တာနော် KI ရဲ့10ယောက်စလုံးတပ်လိုက်တာအဲ့ဒါကိုပြောနေတာ ငါလုံးမသာကလေးကျုပ်ကလေးက PDF နဲ့ငမန်ကဖုံးဆက်ပြီးတော့ပြောနေတာကလားကပြောနေတာအဲ့ဒီမှာကလမအဲ့ကလတီးတွေပြောနေတာအဲ့ဒါကိုစောက်ပိန်းနေတာအဲ့မှာဝိုင်းပြောပေးနေတာတွက်ကြည့်ပေါ့ဗျာဒေါ်လာရင်းသားချင်းတက်တာတော့ပြောနေတာဆိုတော့ဘယ်တော့အောက်တန်းကြလဲ ဟိုယူဆိုတဲ့အမောက်တယောက်ကိုတင်ပေးသမှာယူဆိုတဲ့တယောက်ကိုတင်ပေး ကျွန် သ တော် မှာ ပိုက်ထားတယ်ကျွန်တော်တင်ထားတယ် तू မတက်ရဲဘူး ဟာငါတို့တော်လာရေးပဲမှာတော်တော်သွေးကြောင်နေဟာတွေပဲကွာငါလီမပဲ တော်တော်ကိုပေါင်ကိုလာမထောင်းရဲဘူးလေ တော်လာရေးမလုံးနေဟေး သူကိုပေါင်ကိုလာမထောင်းရဲလို့ပေါ့ကိုစနေမောင်ကိုမှန်တာတရားပြောတာလေ မှန်ပြလိုက်မယ်နင်တို့အဲ့လိုသောက်တက်သမီးလမ်းပြီးတော့မှလေးချောင်းတစ်မြက်ရင်နေလိုက်အဲ့ဆောင်းမွေးရရင်နေလိုက်နင်တို့အဲ့လိုတက်တီမျိုးနေဆိုလို့ရှိရင်သမီးလမ်းပြီးတော့ဆောင်းမွေးကိုလေးချောင်းတစ်မြက်လေးချောင်းပြီးလို့ရှိရင်တစ်မြက်လို့ခေါ်တယ်အဲ့ဒီလေးချောင်းတစ်မြက်ရင်နေလိုက်ကြဖေလို့မတွေအဲ့လိုသောက်တက်တီမျိုးနေများတော်လိုင်းရေးလုပ်သေးတယ်ငါလီနင်တို့အဲ့လိုတက်တီမျိုးနေဆိုလို့ရှိရင်သမီးလမ်းပြီးတော့ဆောက်ပတ်ကိုလေးအဲ့ဒီဆောင်းမွေးလေးချောင်းတစ်မြက်ရင်နေလိုက်ကြနင်တို့ဆောက်စင်ဒါပဲရှိမယ်ဟဲ့ယူတက်လာသမ်းမှာဟာ
နေစပတ်ကိုလေးချောင်းတစ်မြက်ရေမနေသမ်းမှာနေနင်တို့စကားတက်ပြောသမ်းမှာအဲ့ဒီ9ယောက်လုံးကိုငါစိန်ခေါ်တယ်လို့နင်သွားပြောရဲလားအဲ့ဒီမိုးမမငါနေပြောရဲလားလို့မေးကြည့်သမ်းပါလားဖေလုံးမဖိန်တော်အောင်ကြောက်တယ်စတင်မမောင်မင်းတို့နိုင်ငံရေးသိမြင်မင်းတို့နိုင်ငံတကာရေးရမင်းတို့ပြည်တွင်းရေးရဘယ်တော့နားလဲလာရှင်ရဲလာခဲ့လိုက် 要我说你没把他好面米了呀？ ဆက်ခွင့်မပွင့်ရတဲ့ဒီကိုကြိုက်ချလိုက်မယ်နော် 别到将来烧听他也面米。 ခဏနေကိုကိုစနေမှာခဏနေကိုဒီချာတိတ်က ပွင့်ရတဲ့လီးနဲ့ထိုးလွတ်တယ်ကွာပြန်ပြန်ပေးလိုက်လီးနဲ့ပြန်ထိုး မမောကျွန်တော်ခွေးပေးထားတာဒီညီလေးကတနာဖို့ကောင်းတယ်မထက်တဲ့နဲ့ထက်တဲ့နဲ့ ပွင့်ရတဲ့လီးနဲ့ထိုးလွတ်လိုက်ကွာ ပြဿနာ ရှင်းရတာရှုပ်လို့ကွာမင်းဆက်ခွင့်မပွင့်ရတဲ့လီးနဲ့ ဒီဟိုဖပြဿနာဆိုတဲ့အကောင့်လည်းယူထားတယ်ဒီကောင်ထက်တို့နဲ့ပေါင်းတယ်မြန်မာလူမျိုးချင်းပြတ်သားခိုင်းတဲ့အဖွဲ့ထဲမှာဒီကောင်အလူကားတဲ့ထဲကနေတော့ပေါ်သွားတဲ့ကောင်